Hello မင်္ဂလာပါ manager တွေအတွက်လိုအပ်တဲ့အရေးကြီးတဲ့ soft skill တွေမှာ trustworthiness ဆိုတဲ့ယုံကြည်မှုတည်ဆောက်ခြင်းဆိုတာပါပါတယ်။မှန်ပါတယ်ယုံကြည်မှုဟာ issue တစ်ခုဖြစ်ပါတယ်။တချို့တွေကကိုလည်းမယုံဘူးသူများကိုလည်းမယုံဘူးပေါ့နော်။ကိုတန်တရားစိတ်ရှိရင် confident ကြပါတယ်။ confident မရှိတဲ့ leader ရဲ့နောက်လိုက်တရားလိုက်ရတာမပြောပါဘူး။ဒါကြောင့်လို့ကိုယုံကြည်မှုရှိဖို့ဆိုရင်ကိုပေးထားတဲ့ဂရီတွေကိုတီးမယ်အဲ့ဒီခါမှာကိုယုံကြည်မှုရှိလာမယ်ကိုပေးတဲ့ဂရီတွေတီးတဲ့ခါမှာရလက်တွေထွက်လာတာပေါ့နော်ဥပမာကျမရေးအတွက်ဘယ်အရာတွေကိုပြုလုပ်မယ်ဘယ်အရာတွေမပြုလုပ်ဘူးငွေကြေးသုံးဆွဲမှုမှာဘယ်အရာတွေကိုကန့်သတ်မယ်ဘယ်အရာတွေကိုရှောင်ကျဉ်မယ်အစရှိတဲ့ဖြင့်မိမိကိုကောင်းစွာတိဆောက်ခြင်းဟာမိမိကိုယုံကြည်မှုကိုရစေပါတယ်မိမိကိုယုံကြည်တဲ့လူကိုပဲအနာမရှိတဲ့ relationship တွေကယုံတာဖြစ်ပါတယ်မိသားစုထဲမှာဆိုဘသူ့ကိုဆိုယုံရတယ်သူကထမယ်ဆိုထတယ်လုံမယ်ဆိုလုံတယ်ဆုံးဖြတ်ပြီးပြတလုပ်တယ်ပေါ့နော်တခါ relationship တွေကယုံတဲ့လူကိုပဲ organization တွေကယုံတာဖြစ်ပြီးတော့ organization တွေကယုံတဲ့လူကို market ကယုံတာဖြစ်ပါတယ် market ကယုံတဲ့လူကိုပဲလူအတိုင်းဝိုင်းယုံတာပေါ့နော်အဲ့တော့ယုံကြည်မှုမှာအစစ်စစ်နေရှိတယ်ယုံကြည်မှုရဖို့ဘလို့အပြုတ်မှုတွေအပြောဆိုတွေအနေထိုင်နေလို့အပ်တာလေဆိုတဲ့ topic လေးကိုတော့ April လ2ရက်နေ့မှာဖွင့်လိုက်သွားမယ် Management Skill Master တွေအတန်းလေးမှာသင်ကြားပေးသွားမှာဖြစ်ပါတယ်လုပ်ငန်းရှင်များ manager များစီမံခန့်ခွဲမှုပြုလုပ်နေတဲ့အမည်သူကိုမစိုးတယောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်